ဘယ် Fanny Player ကမှထုတ်ပြောပြမှာမဟုတ်တဲ့ကျောင်းတို့ကျောင်းသား Fanny လေးရဲ့ဒုတိယပိုင်းဖြစ်ပါတယ်။အရင်ပိုင်းလေးမကြည့်ရသေးရင်ဒီဗီဒီယိုလေးမှာသွားကြည့်ပေးကြပါဦးဗျ။ Let's get the net. Sayonara. ဂျင်ဂလာ straight ကပဲဆွတ်တဲ့သူကမြန်မာနိုင်ငံကလူတွေတင်မဟုတ်ပဲတော်ပေါ်မှာတော့ဆွတ်တဲ့သူတွေကိုလက်ရှိုးယူလို့ရပါတယ်ဆိုတော့ဂျင်ဂလာ straight ကပဲ Fanny လေးကတော်တော်လေးကိုခက်တဲ့အထဲမှာပါတယ်လို့ပြောလို့ရတယ်အရင်ပိုင်းမှာ straight ကပဲကိုဆွတ်တော့သွားပြီဆိုရင်ဂျင်ဂလာ straight ကပဲကိုစားထွင်လို့ရပါပြီတော်တော်ကဘဲတွေလို့တခွင်းလုံးကကျောင်းတို့ကျောင်းသားနေရာတွေမှာကျိုးနှချောင်းတစ်ပြိုင်တည်းဆွတ်တတ်ဖို့ဆိုရင်ဒီနေရာလေးမှာကျွမ်းကျင်အောင်ဆွတ်တတ်ဖို့ကဗီဒီယိုလေးကဒီလောက်ပါပဲဗျအဆုံးထိကြည့်ပေးရသူအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်စီမှာမိုဘိုင်းလီဂျန်ဒိုင်းမွန်နဲ့ဝီလီဘတ်တွေကိုယုံကြည်စိတ်ချစွာလာဝယ်လို့ရပါတယ်ဗျကျွန်တော်ရဲ့ဒီ YouTube channel လေးကအတိတ်ဖြစ်တာကြောင့်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုတဘောကြရင် like and subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်ဗျနောက်ထပ် Fanny ခိုက်လေးကိုအပိုင်းခွဲပြီးတော့တင်ပေးဖို့လည်းရှိပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်